အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမရဲ့ဒီချစ်တော်စကားနှွေးတော်မြတ်တာဆိုတဲ့စာအုပ်လေးရဲ့တတိယစာတစ်ပုဒ်ဖြစ်တဲ့တက်ရှို့ထားတဲ့အနာတရားတွေဆိုတဲ့ဟာလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီအကြောင်းကလေးကအဓိကကတော့ကျမတို့ကအချစ်ရေးအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့တူနဲ့တူချာမှာဂုံချောတာရန်တိုက်တာစသဖြင့်ဒါတွေနဲ့ပတ်သက်ပြီးတော့သိထားတဲ့အကြောင်းအရာလေးတွေကိုကျမဖော်ပြပြောထားတဲ့စကားလေးတွေနဲ့ပတ်သက်ပြီးတော့ကျမကရေးထားတာပဲဖြစ်ပါတယ်အဲ့တော့အစမှာကျမကအချစ်ရေးအိမ်အောင်ရေးတွေမှာလည်းတက်ရှို့တင်ခွဲခြင်းတွေရှိတတ်ပါတယ်ကျမဖော်ပြကပြောမှုပါတယ်သူကသူအဆင်ပြေနေတဲ့လူနှစ်ယောက်ကိုနင်ကတော့ချစ်လိုက်ရတာနော်တခြားတော့မဟုတ်ပါဘူးနင်သူ့ကိုနည်းနည်းတော့တတိထားနော်အဲ့လိုမျိုးလေးပေါ့နော်ပြောလိုက်ရုံနဲ့ပြောခံရတဲ့သူကစိတ်နှိုးတဲ့သူဖြစ်တယ်ဥပမာဖြင့်အလွယ်တကူအတွေးများတဲ့သူတဝင်းတိုးလွယ်တဲ့သူစိတ်မချဖြစ်လွယ်တဲ့သူဆိုရင်သူစဉ်းစားဆင်ခြင်ဖို့ပေါ့နော်ငါလူကတော့စိတ်ချမှာဒါတမင်သက်သက်ပြောရနေမှာပါလေတို့ဒါမှမဟုတ်လဲငါတို့နှစ်ယောက်ချစ်နေတာကိုအဆင်ပြေနေရပဲအရှိကောင်းနောက်ကောင်းပေါ့နော်အဲ့လိုပြန်တွေးပြီးတော့မစဉ်းစားတဲ့သူဆိုလို့ရှိရင်အဲ့ဒီဇုံတွေကစက်တနာတွေတက်ပြီးတော့နောက်ဆုံးတယောက်နဲ့တယောက်ပြက်စဲလန့်ခွဲရတာမျိုးဒီသူကဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့တဲ့ကျမဖွားဖွားစလို့နောက်လို့ဖြစ်ပါစေပေါ့နော်သူတစ်ပါးစုံတွေတွေးကွဲစီမဲ့စကားမျိုးကိုမပြောသင့်ဘူးတဲ့ကျမတို့ဖြစ်တတ်ကြတယ်လေနော်ဥပမာအဖြစ်ယောက်ျားလေးမှလည်းရှိတတ်တယ်ကိုကောင်မလေးခေါ်လာတယ်ဆိုရင်တခြားတငယ်ချင်းတွေကစတာမျိုးပေါ့နော်ဟာအရင်တော့ဒီတရားမဟုတ်ပါဘူးလို့ပါသူတို့ကတော့စလိုက်တာဘာရင်မဟုတ်ဒါပေမဲ့တစ်ဖက်မင်းကလေးကအတွေးများတဲ့သူခုနကလို့စိတ်မချတတ်တဲ့သူတဝင်တိုတဲ့သူခံစားလွယ်ဝမ်းနည်းလွယ်တဲ့သူဆိုရင်သူကဒဇိန်းတွေကိုတော့ပြောချင်မှပြောမှာပေါ့နော်ဒါပေမဲ့သူ့ရဲ့ချစ်သူရဲ့အမျိုးသားကိုသူပြဿနာရှာတော့မှငါအရင်တော့ဘယ်သူနဲ့လာခဲ့ဘူးလားလေငါမဟုတ်ဘဲနဲ့တခြားတယောက်ကိုခေါ်လာခဲ့ဘူးလားနေ့မှတခြားတယောက်ရှိနေရလားစသဖြင့်ပေါ့တယောက်နဲ့တယောက်ပြဿနာတွေတက်ကြတယ်လေနော်အဲ့တော့ဒါစနောက်ရင်းရနေဖြစ်တာတချို့ကြတော့လေတော့ဘယ်လိုလဲဆိုတော့လူနှစ်ယောက်ချစ်ခင်ကျင်နာနေတယ်ဆိုလို့ရှိရင်အလိုကြည့်မြင်ရဖြစ်တယ်မနာလိုတာတွေလည်းရှိတယ်ကျွန်မဖွားဖွားပြောတာပေါ့နော်အဲ့တော့ရန်ဖြစ်တယ်ကြရင်ဝမ်းသာတယ်ကွဲကွာသွားတယ်ကြားလို့ရှိရင်သူကကြိတ်ပြီးတော့ပြောတယ်တဲ့သူတစ်ပါးအချစ်ခံနေရတာစိတ်ချမ်းသာနေရတာဟာသူတို့ကိုလည်းဘာမှမထိခိုက်ပါပဲနဲ့အလိုနေနဲ့ဒေါသထွက်တာမြင်ကတ်တာအမြင်ကတ်တာပေါ့နော်အဲ့ဒါကြောင့်မို့လို့တွေးခွဲစကားတွေတွေးခွဲတဲ့အပြုအမူတွေလုပ်တတ်ကြတယ်တဲ့အဲ့တော့ဒါကတချို့မိသားစုတွေမှာလည်းမိသားစုဝင်အချင်းချင်းပေါ့ဥမာသမီးယောင်မတွေရောက်ခမနဲ့ချွေးမတွေကြားထဲမှာလည်းဒါမျိုးကရှိတတ်တယ်တဲ့ငါသားလေးကဒီကောင်မကိုပိုချစ်နေတာဒီလိုမျိုးပေါ့နော်ငါထက်ဒီမိမကိုပိုချစ်တာငါတို့မိသားစုထက်ဒီမိမကိုပိုချစ်သွားပြီစသဖြင့်ဒီဟာမှကြောင့်ငါတို့မိသားစုလေးကိုငါသားကလှည့်မကြည့်တော့ဘူးစသဖြင့်ပေါ့နော်အဲ့ဒါတွေကကျမစိတ်ထင်တော့မြန်မာကားတွေမှလည်းဒါမျိုးတွေဖြစ်တတ်တယ်လေနော်အဲ့ဒါတခါလေကြာရင်ကျမတို့ငယ်ငယ်တုန်းကဆိုဒါစာရဲမှမပါပဲမဲ့ဘုဟုတုတအနေနဲ့ပြောပြတာကျမတို့အိမ်မှာဆိုရင်အဲ့လိုဖူဖဖွားတွေကမြန်မာကားတွေကြည့်တဲ့အခါမှာအဲ့လိုဟာတာလိုမျိုးပေါ့နော်ငယ်ငယ်ကလေးတော့ဟာတာပဲပြီးကြည့်နောက်ပိုင်းတော့ဟာတာတော့တိတ်မကြည့်ရတော့တရက်တရက်ရန်ဖြစ်တဲ့အဲ့လိုမျိုးအိမ်အောင်ရေးပြိပခများတဲ့ဟာတွေဆိုလို့ရှိရင်သူတို့ကကလေးတွေတိတ်မကြည့်စေချင်ဘူးဘာလို့လဲဆိုတော့အဲ့ဒီဟာတွေမှာပါတဲ့တချို့ကိစ္စတွေကကလေးတွေရဲ့စိတ်ကိုအယောင်ဆိုးတာမျိုးအတုယူမှားတာမျိုးလေးဖြစ်နိုင်တာပေါ့နော်ဒါအသိဉာဏ်ရှိပြီးသားလူကြီးတွေအနေနဲ့ကတော့ဘာမှဒါရုပ်ရှင်ပဲလေးလို့တွေးနိုင်ပေမဲ့ကလေးငယ်တွေကြတော့ဒီဟာတွေပေါ်မှာအယိုးဆွဲသွားတာအယောင်ဆိုးမိတာမျိုးလေးတွေဖြစ်နိုင်တယ်ဆိုပြီးတော့မကြည့်ခိုင်းဘူးပေါ့နော်အဲ့တော့တန်တဆူညာဟိရန်ဖြစ်မိသားစုတွေအချင်းချင်းမှာစိတ်ဝမ်းကွဲစေတဲ့ဒီဖောက်ပြန်တဲ့ဇလန်တို့စသဖြင့်ဒါမျိုးတွေဆိုရင်တော့အိမ်ကများတော့များမကြိုက်ကြတာများတယ်ပေါ့နော်ဒါကအကြောင်းဆက်မိလို့ပြောပြတာအဲ့တော့ချုံမိသားစုတွေမှာဆိုပိုအောင်ဆိုသေးတယ်ဥပမာဒီလင်မယားနှစ်ယောက်ကတအားချစ်နေရဆိုလို့ရှိရင်တချို့ဘာလုပ်လဲဆိုတော့ဒီသမီးယောင်မတွေကပေါ့နော်ဘေးရင်သွားမေးပြီးတော့ဒါမှချွေးမဒါမှရောက်ခမအစသဖြင့်ပေါ့ဒါဘယ်သူမှဆိုလုံနိုင်တယ်ရောက်ခမလည်းချွေးမကိုလုံနိုင်တယ်လို့ချွေးမလည်းရောက်ခမကိုလုံနိုင်တယ်ဘာလို့ဆိုတော့ကိုယ့်ကိုပို့ပြီးဦးစားပေးခံကြတယ်ဘေးကလည်းခုနလိုမြောက်ထိုးပင်ကော်တွေတွေးထိုးတဲ့သူတွေရှိတယ်အဲ့ဒီခါမှာဒါအောက်လန်းနဲ့လှုပ်ထားတယ်ဒီလောက်ချစ်နေတာအောက်လန်းနဲ့လှုပ်ထားတာဖြစ်မယ်နော်
မယုံနဲ့နော်စသဖြင့်ပေါ့အဲ့လိုဟာတွေနဲ့ပြောပြီးတော့အဲ့လိုဘေးတွေနေမီးတွေမယ်ရေရရာတွေချေမယ်စသဖြင့်အဲ့လိုနဲ့ပဲလင်မယားချင်းတွေချစ်နေကြလူတွေအချင်းချင်းမှာစိတ်ဝမ်းတွေ꿰ပြီးတော့တယောက်နဲ့တယောက်မကြည့်ချင်တာတွေမျက်နှာမမြင်ချင်မုန်းတီးတဲ့အိတ်ခါကျဟောတွေ့လားရေရရာဘယ်လောက်စွမ်းလဲတကယ်ကတော့လူတယောက်နဲ့တယောက်ကျမဆိုရင်လည်းကျမကဘေးရင်ရေရရာတွေလုပ်တဲ့လူဆိုတော့ကျမရဲ့ page မှာဆိုရင်ကျမ pin post ပေါ့နော်လောက်ထားတယ်ပါလဲဆိုတော့ကျမအဲ့လိုမျိုးလုပ်ကိစ္စတွေမလုပ်ပေးဘူးဥမာတယောက်နဲ့တယောက်စိတ်ဝမ်း꿰စေမယ့်အရာတွေပေါ့နော်တယောက်ကြောင့်တယောက်မန်ဒီဖြစ်စေမားဒီဖြစ်စေဒါဖြစ်နိုင်လို့ရှိရင်ဒီဘေးရင်ရေတရားတွေကျမတို့လည်းဟောတာပဲဒါပေမဲ့အဲ့ဒီဟာတွေကိုအားကိုးပြီးတယောက်နဲ့တယောက်ချစ်ချင်းမြတ်တာတွေပို့ပြီးတော့အေးဆက်သွားတာမျိုးဝေးကွာသွားတာမျိုးဖြစ်မဲ့ဟာမျိုးတွေကတော့တတ်နိုင်သမျှမလုပ်ရင်ကောင်းတာပေါ့နော်ဒါအကုသိုလ်ဖြစ်တတ်တယ်အခက်မသိအဲ့တော့ဒါဘ ഹു တုတအနေနဲ့ပြောပြတာအဲ့တော့ချစ်အောင်လုပ်ကြတယ်တယောက်နဲ့တယောက်လွတ်လွတ်ကင်ကင်လို့အချင်းချင်းပေါ့ဥမာသူများအိမ်အောင်လို့ပါတော့မဟုတ်ပေါ့ကိုယ်လင်မယားချင်းပို့ပြီးတင်မြတ်လာအောင်မိသားစုအချင်းချင်းကိုမိမနဲ့ကိုအမေနဲ့တင်မြတ်အောင်ကိုယောက်ျားနဲ့ကိုမိသားစုနဲ့တင်မြတ်အောင်ဒီလိုလေးတွေရေခြေတာမင်္ဂလာရှိတာပေါ့နော်ဒါကတော့ဒါပေမဲ့အဲ့လိုမဟုတ်ခဲနဲ့သူ့ကိုကြည့်မရလို့သူနဲ့꿰အောင်လုပ်ပေးပါကျမတို့အိမ်မှာဒီမိမကိုမမြင်ချင်ဘူးစသဖြင့်ဒီလိုတော့မရအောင်ဒီအမျိုးကျမမကြည့်ချင်ဘူးဒီလိုတော့မဖြစ်နိုင်ဘူးပေါ့နော်ဒီလိုကတော့မကောင်းပေါ့အဲ့တော့ဒီလိုပဲအပေါင်းအသင်းတွေချထဲမှာလဲနော်နားလို့ကောင်မလေးကိုယောက်ျားလေးကတအားချစ်ပြီးတော့တအားလိုလိုက်နေရဆိုရင်ရိုးမရိုးရဲ့လားနော်နွားဖြစ်နေပြီနဲ့တူတယ်နော်နွားဒီကောင်ကနွားစသဖြင့်ပေါ့ဒီလိုလေးပြောတယ်အမှအသက်ကြီးတဲ့အမျိုးသမီးနဲ့တွေ့ရင်ဗာလဲမောင်လေးနဲ့မမဆိုရင်လည်းအဲ့လိုနွားကြီးစသဖြင့်ပေါ့နော်လေကြိုးထမ်းတာမျိုးတို့စသဖြင့်ဒါမှမဟုတ်လေစပွန်ဆာရထားတာမေဒီအမျိုးသမီးတွေကိုပြောကြတာအမ်းပြီးတော့ဒီကောင်လေးငယ်ငယ်လေးကိုတွေးရမျိုးလို့စသဖြင့်ပြောတာပေါ့အဲ့တော့ကောင်မလေးငယ်ငယ်လေးရထားလို့ရှင်လေချန်ခုံသွားအောင်မယ်နော်တခြားကောင်နဲ့စိတ်မချနဲ့စသဖြင့်ပေါ့ကိစ္စတွေကတော့ဒါပြောမယ်ဆိုရင်အများကြီးပဲတယောက်နဲ့တယောက်မှာတွေးထိုးတယ်တက်ရှူတင်ခွဲတယ်တယောက်နဲ့တယောက်ချစ်ချင်းမြတ်တာတွေဝေးကွာသွားအောင်လုပ်တယ်ဆိုတော့အကြောင်းအရာတစ်ခုတည်းမှာတော့မရှိဘူးပေါ့နော်စကားမျိုးစုံအဖြစ်ပြမျိုးစုံရှိတယ်အဲ့တော့ကိုကစဉ်းစားရမှာကကိုတကယ်စိုးရိမ်လို့ကိုအတွက်အကျိုးရှိအောင်ပြောနေတာလားဒါမှမဟုတ်ကိုနှစ်ယောက်ချစ်နေတာကိုမကြည့်ချင်လို့တမင်ပဲစိတ်ဝမ်း꿰အောင်ပြောနေတာလားဒါကိုကျမတို့ကသဘောပေါက်ဖို့လိုတယ်အဲ့တော့ကျမတို့ကပြိုကွဲသွားပြီးတဲ့နောက်မှာအဲ့လိုတက်ရှို့ထားတဲ့အနာတရားတွေရှိသလောက်အစစ်စစ်အမှန်မှန်နဲ့ပြန်ဆက်ရတာခက်တတ်ကြတယ်နော်ဒီတော့ဂျားလူတယောက်ဝင်လာတဲ့အခါမှာချစ်ချင်းသွေးပူပြီးတော့ပြဿနာတွေတက်ကြတာတဲ့သူပြောတာဟုတ်မဟုတ်ပြောတဲ့သူရဲ့စိတ်နဲ့စိတ်ထားသူ့ရဲ့အပြုအမူကြောင့်ကို့မှာအရင်တုန်းကအကျိုးစီးပွားရုပ်ရော်တာရှိမရှိကိုလူရဲ့ဇာရိတအနေထိုင်စသဖြင့်အကုန်ချင်းတွက်မှသာအဖြေမှန်အခြေအနေမှန်ကိုသိနာလေပြီးတော့တကယ်ပဲမကောင်းတဲ့သူဆိုရင်လည်းစွန့်ခွာတင်စွန့်ခွာမယ်သွေးထိုးခံရတာဆိုရင်လည်းပို့ပြီးတော့စီးလုံးချစ်ခင်ပြပြီးတော့မနာလူတွေရဲ့ရှေ့မှာလက်ချင်းမြင်းနေအောင်ချိတ်ပြီးတော့ရှေ့ဆက်နိုင်ဖို့ကအရေးကြီးတယ်တဲ့နော်အဖွားဒီလိုလေးပြောတယ်အဲ့တော့အားလုံးပဲကြုံလာသမျှအရာကိုကိုယ်ပိုင်အသိဉာဏ်နဲ့ဆင်ခြင်ဆုံးဖြတ်ရင်းနဲ့ပိုကောင်းတဲ့မနှက်ဖန်တွေကိုပိုင်ဆိုင်ရရှိနိုင်ပါစေလို့ကျွန်မကဒီစာအုပ်လေးထဲမှာရေးသားထားပါတယ်ရှင်အဓိကကတော့ဒါကအခြေအိမ်အောင်ရင်တစ်ခုတည်းမဟုတ်ပါဘူးတငယ်ချင်းအချင်းချင်းကြားမှာလည်းဖြစ်တတ်တယ်ဒီတငယ်ချင်းနဲ့ဟိုတငယ်ချင်းနဲ့ပူခင်တော့မှကြောက်လို့ခြားရတဲ့တယောက်ကသွေးထိုးတာနော်မိသားစုဝင်ချင်းချင်းညီကူမောင်နှမအချင်းချင်းကြားမှာလည်းဖြစ်တတ်တယ်အဓိကကဂျားလူတယောက်ရဲ့စကားဖြစ်လာတယ်ဆိုရင်စဉ်းစားရမှာကကိုလူရဲ့ခုနကကျွန်မပြောသွားတဲ့အတိုင်းပဲကိုလူအကြောင်းအရင်စဉ်းစားသူကဒီလိုလူမျိုးလားဒီလိုအဖြစ်ပြက်မျိုးရှိဘူးလားသူ့ကြောင့်ငါဘာတွေနစ်နာခဲ့ဘူးလဲစသဖြင့်ဒီလိုစဉ်းစားပေါ့ပြီးတဲ့အခါမှာကိုယ့်ရဲ့မျက်စိနဲ့ကိုယ်တိုင်မြင်တွေ့တဲ့ကိစ္စမျိုးမှဆိုရင်တော့ဒါလက်ခံတဲ့အခါမှာလည်းလက်ခံရမှာပေါ့နော်အဲ့တော့ကျမတို့ကဒီလိုမျိုးစဉ်းစားဆင်ခြင်ဉာဏ်လေးနဲ့ရှေ့ဆက်ကြမယ်ဆိုရင်ပို့ပြီးတော့ကောင်းတဲ့ relationship တွေကိုရရှိပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲကျမဒီနေ့ဖတ်ပြခဲ့တာတော့သက်ရှို့ထားတဲ့အနာတရားတွေဆိုတဲ့ခေါင်းစဉ်လေးနဲ့ချစ်သောစကားနှွေသောမေတ္တာတွေကတတိယအစားစုလေးဖြစ်ပါတယ်ရှင်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်လေကျမတခြားစာလေးတွေကိုနောက်ရက်တွေမှာထပ်ပြီးတော့ဖတ်ပြပါအောင်မယ်ရှင်